ဒီမိုစားလိုက်ဖျားပြစ်တာလို့အချားမြင်ရတယ်တရားပေါက်တို့လုံနေတဲ့သူတွေကျွန်တော်ပေါ်တိုင်းမှာရှိပါတယ်တချို့ကြရလဲဒီမိုစားပြီးတော့တိုက်ပေါ်ခုံချတော့ရလို့ပြောကြတယ်ဘယ်ရမှန်ကန်လဲကြည့်အောင်ဗျာโอเคဒီ magic mushroom လို့ခေါ်တဲ့မှုတစ်မျိုးအကြောင်းပါမြန်မာလို့ဆိုရင်မှော်မှုပေါ့မှော်မှုဆိုတာပုံမှန်စားနေကြမှုတွေတော့မဟုတ်ပါဘူးသူထဲမှာ psilocybin လို့ခေါ်တဲ့ဓာတ်တစ်မျိုးပေါဝင်ပါတယ်ဒီတက်ကဗျာဒီအုံနောက်ပေါ်တက်ရောက်မှုရှိပြီးတော့စိတ်ကိုပြောင်းလဲစေရကြောင်းစိတ်ကိုပြောင်းလဲစေရစေ psychedelic အမျိုးအစားတွေမှာထည့်သွင်းထားပါတယ်ဒီခေတ်ဆက်ဆံမှာဗျာဒီမိုလူတွေကကုသရေးဘာသာရေးနဲ့ဝိညာဉ်ပိုင်းဆိုင်ရာအစီအစဉ်တွေမှာအသုံးပြုခဲ့ကြပါတယ်အမေရိကတိုက်နဲ့မက်ဆိုအမေရိကဒေတာကရှင်းအောင်လူမျိုးစုတွေယဉ်ကျေးမှုမှာဆိုရင်ဗျာဒီမိုဟာတဘာဝတရားရင်းနဲ့ပုံမနီးစပ်စေဖို့ကိုနဲ့နဲ့ရှင်းရှင်းစင်ကြသုံးတတ်ဖို့နဲ့ယောဂဝေဒနာကိုကုသဖို့အသုံးပြုတဲ့အရေးကြီးဆုံးအပင်လို့ပြောခဲ့ပါတယ်ဒီမိုစားလိုက်တဲ့အခါမှာဗျာခံစားရတဲ့အာနိသင်တွေကို trick တယ်လို့ခေါ်ကြတယ်ဒီ trick ကဗျာတဦးနဲ့တူသုံးဆွဲတဲ့တစ်ခါနဲ့တစ်ခါမှလည်းခံစားရပုံချင်းမတူပါဘူးခံစားချက်ကောင်းတဲ့ good trick ရယ်ဆိုတဲ့ bad trick ရယ်ဆိုနှစ်မျိုးရှိပါတယ် good trick ဖြစ်တဲ့အခါမှာဗျာစိတ်တွေပုံကြည်လင်ပေါ်ပါလာတာပျော့လာတာ tight space စတဲ့အာယုံခံစားမှုတွေပြောင်းလဲကုန်တာအယောင်နဲ့အတန်တွေပို့ပြီးတော့ပြည့်ပြည့်တန်တန်ခံစားရမှုတွေဖြစ်တတ်ပါတယ်ဒါအပြင်ကိုပြန်လဲဆက်စစ်မိပြီးတော့ဘဝရဲ့အနှစ်သာရသဘောပေါက်နားလည်သွားတာမျိုးရှိနိုင်ပါတယ်။ Okay, battery ဖြစ်တဲ့အခါမှာဗျာဒီအရန်ကြောက်ရွံ့တာစိတ်ပူပင်တာထိတ်လန့်တာမျိုးဖြစ်တတ်ပါတယ်။ဒီကြောက်စရာကောင်းတဲ့ပုံရိပ်တွေမြင်အောင်လားအတွေ့အရှုပ်ထွေးပြီးကိုဘယ်ရောက်နေမှမသိတာမျိုးကြုံနိုင်ပါတယ်။ဒီအတွေ့အကြုံတွေကစိတ်တန်ရာအဖြစ်နဲ့ကျင်းခဲ့တာမို့လို့သုံးဆွဲတဲ့အခါမှာတတိထားဖို့အရေးကြီးပါတယ်။ဒါမှမဟုတ်ဗျာတကယ်တော့ battery တွေအနှစ်တွေပါ။ဒီအကြောင်းကိုနောက်ကြုံမှာပြောပြအောင်ပါဗျာ။ Okay, magic mushroom ကစိတ်ဘက်ဆိုင်ရာမှာအသုံးဝင်တယ်လို့ပြောဆိုနေကြပြီမြဗျာဒီဥပဒေရနိုင်ငံအများစုနဲ့ထိုင်းနဲ့မြန်မာမှာပါဒီ magic mushroom ကိုတရားမဝင်ပါဘူးအလွယ်တကူတွေ့ရှိနိုင်မြဗျာဒီစားလို့ရရင်မှုနဲ့အစိတ်ရှိရမှုမခွဲခြားတတ်ရင်အစိတ်တင်ပြီးအသက်နေအထိဖြစ်နိုင်ပါတယ်ဒါကြောင့်လုံးဝမကျွမ်းကျင်ပဲနဲ့သုံးဆွဲဖို့မသင့်တော့ပါဘူး Okay အဲ့ဒါဆိုရင်မှုစားဖို့တဲ့ border ရဲ့ good trick နဲ့ battery အကြောင်းကိုအောက်က comment မှာပြအောင်ပေးတော့ပါခင်ဗျအားလုံးကျေးဇူးတင်ပါတယ်